မုတ်ထောင်းနေပါလေလို့ဒီမှာနှစ်ယောက်ကန်တာတော့အဲ့လိုထောင်းရတယ်အခုနမမလီပေါ့ အေးပါဟဲ့ရှာလကြီးနေဦးလေမုတ်ထောင်းတာပြောင်းပါလေအော်အေးဟဲ့ဒီမှာမုတ်ထောင်းတာရတယ်မမရိုက်အောင်မယ်လို့မုတ်ထောင်းတာကျွန်တော်တို့ဖက်နဲ့3ယောက်ဆောင်းတယ်ဟုတ်လားနှစ်ယောက်တော့နေဒါတယောက်ထောင်းကျွန်တော်တအားကိုချင်းနေတယောက်ထောင်းရင်ဘာဖြစ်လို့မရဘူးလားမောလို့လေအေးဟဲ့လက်ကြီးနဲ့ထောင်းရတော့မောတာဗောလို့တင်းအပြီးပြီလားပြီးပြန်ပြီလားမြန်းတာဟဲ့ခေါင်းနဲ့မလုပ်နဲ့ထည့်တယ်အော်ဒီတိုင်းအချမ်းကြီးကြတယ်ရမှာ ဒါပြီလေဟောပြုတ်ဖို့လေ အော်ပြုတ်ဖို့ဟာလားအော်စကားနဲ့မစစ်တော့ဘူးလားစစ်နေတော့အော်ဒဲဟိုကောင်းရင်အစ်စ်ဆိုတော့လေကောင်းရင်အဆန်အစ်စ်ဆိုတော့မှာခဲပြီနော်သူတို့ကြရားရတာပေါ့ဒီမဲ့ဒီလိုခဲတာလေးတွေထဲတော့ဖြုတ်ချင်တယ်ကျော်နော်ဟိုဖက်မချတော့ဘူးချပါတော်ပြီတော့ချ ပြီလေချ ကြီးလိုက်လားဆန္ဒထောင်းကြည့်မလို့လေထောင်းတော့မထောင်းမပြီးသေးဘူးထောက်ဆက်ရှိသေးတယ်ရှိသေးတယ်လားလိုက်ချက်အဲ့ကျချွတ်မလေးဘိုးကတော့ तू ကတော့စားမယ်ပဲဘာငါတို့စားဖို့တုတ်တာအတုံးမှာလားမလေးအလီဆာလာထောင်းသမီးရိုက်နေမယ်နော်အေးဟုတ်ပြီဒီဆရာဘဘကတော့သူကတော့စားမယ်ဆရာတို့အိမ်မှာဘိုးပဲအချင်စားနိုင်တော့ခညင်ကိုမကျူးဘူးဒီမှာအဲ့လိုထောင်းနေဘာလို့ထောင်းလဲမသိဘူးပြင်တကြားပြန်ထောင်းတကြားပြန်ထောင်းနေတယ်တော့ပြီထောပတ်တီတော့ယူထောပတ်တီပေါင်းရအောင်ပါကအဲ့တော့ချင်းနေဗလာရေးကြီးတာဒါအစိမ်းစားဖို့လေဒါမိုးစိမ်းကြရအဲ့ဒါမှတော့ဒီမှာဖုန်းနေကြရလို့ခေါ်ပါလေအနေပေါ်ဒါကလေးထုတ်ပြီထောင်းကုန်မရှိကြဘူးလားဒီဒီမဲကြတော့အဲ့ဆိုနှုတ်တက်ဟိုထင်းရဲ့ရင်ထောင်းပါလားထောင်းဝင်မလေးလောက်တော့ဟိုးဝေကနေရိုက်ဟုတ်ကဲ့ပါထောင်းမဲ့သူဖြစ်ပါတယ်အေးဟုတ်ပါကဲနေုံလေးဘလို့နမနှစ်ယောက်အဲ့လိုမထောင်းတတ်ဘူးအမညီမနှစ်ယောက်ဘူးလေမြင်းမြင်းလူတုံတုံအမဒီမှာကန်ရတယ်နော်ဟဲ့မပါနဲ့နော်မပါနဲ့နော်မပါနဲ့တော့ဒီလားဒီလိုရိုက်နေရနော်ဆောင်းအောင်ရရဲ့ငါထောင်းအောင်မထောင်းတာဘူးလေဒီလိုမျိုးစစ်တော့တိုင်းလားစင်ပြေလားစင်ပြေခဲ့လားအစင်းမဟုတ်ဘူးဟိုအိုင်ပါဗရေဆရာတော့ဖောက်တာပြန်ထောက်တာဆိုင်ရအီးမေးလ်လားဟုတ်မင်းကလေးကန်ယောက်ျားလေးကန်နှစ်ခုရှိရလားမဟုတ်ပါဟုတ်ကဲ့မကလေးတိုင်းဘလို့ရှိပါမလဲဘိုးတုတ်မှာလားမဟုတ်ချက်ဘိုးမှာဘိုးတရက်တီးချက်ဒီထက်ဒီမှာနင်းပဲစားပြီးတော့ငါ့အောင်များဟုတ်တယ်အဲ့ဒီပေါ်အစင်းတိုင်ခါရတယ်မမေးရိုက်ကြည့်ပါဦးဓာတ်ပုံလေးရိုက်ချင်လို့ယူရိုင်းနဲ့ဓာတ်ပုံရိုက်မလို့လေကို
ခုနကနင်ဗီဒီယို post လုပ်လိုက်ပြီလားမပြရပါအောင် ဟုတ်တယ် ဩ okay မဒီမ ဒီမလေးဒါနေတာ မဟုတ်ဘူး okay